အားလုံးပဲမင်္ဂလာပါခရစ်ယာန်ဘိုင်းစာကြီးမှာကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ strawberry keychain လေးရေ strawberry ကောင်းစီကျိုးလေးရေထုတ်ပြမှာဖြစ်ပါတယ်လိုအပ်တဲ့ပစ္စည်းလေးတွေကတော့ဒါလေးကတန်ခွင်းလေးလိုအပ်မေးပြီးကြတော့ဒါလေးကကျတော့ app ပေါ့နော်ခြေစားသိမ်းဖို့အလေးလိုအပ်မေးပြီးတော့ဒါလေးကကျတော့အသေးအကြီးပေါ့နော်နှစ်ခုလိုအပ်မေးပြီးခြေစားသိမ်းဖို့ကကြီးလေးရေပြီးတော့ဒါကအနံပါတ်1.5ရေနှစ်လေးရေပေါ့နော်နှစ်ခုလိုအပ်မေးဒါကတော့ stapler လေးပေါ့နော်ဒါလေးကကောင်းစီကွင်းလေးလိုအပ်မယ်ပလက်ရလေးလိုအပ်မယ်တရွက်လုပ်ဖို့ခြေနှံကြိုးလေးလိုအပ်မယ်ပြီးတော့ဗာလေးလိုအောင်လဲဆိုဂန်းလေးပေါ့နော်အပုတ်ကပ်ပုတ်ဂန်းလေးရေးဒါလေးကတော့ကီချင်းလေးလုပ်ဖို့တန်ခွင်းလေးပေါ့နော်အဲ့ဒါလေးလိုအပ်ပါမယ်ရှင်strawberry ပွင့်ချက်လေးထုတ်ဖို့အတွက်အနံပါတ်2လေးနဲ့major ring လေးလုပ်ပြီးတာနဲ့ major ring လေးရဲ့အတွင်းထဲမှာ chain 9ချောင်းတက်မယ်ပြီးကြတော့အဲ့ဒီ magic queen လေးထဲမှာပဲ1 2 3 4 5 6 9ချောင်းပြည့်သွားပြီဆိုတာနဲ့ရှက်ကော်လေးနဲ့ရှက်လိုက်ပါမယ်ရှင်အဲ့ဒီရှက်ကော်လေးနဲ့ရှက်တဲ့ဟာကိုအားလုံးပေါင်းတူတဲ့5ခုပြည့်အောင်ထိုးပေးရပါမယ်တိုင်လေးတွေမှာပေါ့နော် major ring တိုင်လေးတွေမှာ chain 9ချောင်းတက်မယ်1 2 3 4 5 1 2 3 4 5 5ပြီး6ခွန်9ချောင်းပြီးတာနဲ့ဒီကွင်းလေးထဲမှာ slit တွေပေါ့နော်ရှက်ကော်လေးထိုးပေးရပါမယ်အဲ့လိုပက်ပက်လေး5ခုပြည့်အောင်ထိုးပေးရပါမယ်ရှင်မမေရဲ့ဗီဒီယိုလေးကိုလေချိုင်းလေးတက်တယ်ဆိုရင်အသေးလေးပြီးတော့အောင်နော်ပြီးကြရင်မမေရဲ့ YouTube channel လေးလည်းခရစ်ယာန်ဘိုင်းစာကြီးကိုလည်း like and subscribe လေးလုပ်ပေးပါအောင်ဒီဗီဒီယိုလေးကနည်းနည်းရှည်တဲ့အတွက်ကြောင့်မို့ဒါနှစ်ခုစလုံးထိုးပြမှာဖြစ်တဲ့အတွက်ကြောင့်မို့အဆအဆုံးကြည့်ချင်နေဆိုရင်တော့ YouTube channel လေးမှာကြည့်ပေးပါရှင်အားလုံးပေါင်းဗီဒီယိုက33မိနစ်ပေါ့နော်နိုင်ဝက်ကျော်တယ်ပေါ့နော်ဒီမှာကတော့ TikTok မှာတော့10မိနစ်ပဲတင်လို့ရတဲ့အတွက်ကြောင့်မလို့10မိနစ်စာကြည့်ပြီးတော့အဆအဆုံးကြည့်ချင်နေဆိုရင် YouTube channel က logo လေးတက်ပေးတာပါတယ်ခရစ်ယာန်ဘိုင်းစာကြီးပါပဲရှင်cứဆိုရင် strawberry လေးရဲ့ပွင့်ချက်လေးထိုးလာတာပြည့်တော့မယ်5ခုပြည့်သွားပြီဆိုတာနဲ့ခြေစားလေးကိုနည်းနည်းလေးပေါ့နော်ခြေဘယ်လိုပြောမလဲအဲ့လေးကနည်းနည်းသေးတဲ့အတွက်ကြောင့်မို့ခြေစားလေးတွေယူရတာတော့တိတ်ပြီးတော့အဆင်မပြေပြီမေးပြည့်ထိုးရင်တော့ဖြစ်ပါတယ်ဒီမှာအဲ့လိုလေးရှက်ကော်လေးရှက်လိုက်ပါပြီးခြေစားလေးနည်းနည်းဆွဲပြီးတော့ဆွဲစုလိုက်ပေါ့နော်ဒါဆိုရင် strawberry လေးရဲ့ပွင့်ချက်လေးရသွားပါပြီကက်ကြီးလေးနဲ့ညက်ဖြတ်လိုက်မယ်ပြီးရင်ခြေစားလေးကိုတိမ့်လိုက်ပါမယ်မင်းခြေစားတိမ့်တဲ့ဟာလေးကိုတော့မြင်ပေါ့နော်မင်းပြတာခြေစားလေးနည်းနည်းရှည်လေးဆွဲဖြတ်ပြီးနော်ဘာလို့လဲဆိုရင်မင်းပြန်ပြီးတော့ strawberry အလုံးလေးနဲ့ပြန်ပြီးတော့ဒိုးစားလုပ်ပေးရမှာပေါ့နော်ပြန်ပြီးတော့တီးပေးရမှာပေါ့နော်ဒါလေးကတော့ခြေစားလေးကိုတိမ့်လိုက်တာပါခြေစားလေးတွေကိုတိမ့်ပြီးတော့ဒီနောက်လေးမှာပေါ့ခြေစားလေးတိမ့်တာဒါဆိုရင်ပွင့်ချက်လေးဖြစ်သွားပြီ strawberry စထိုးပြပါမယ် strawberry ထိုးဖို့မင်းအပိုင်းအောင်လေးသုံးထားပြီးတယ် magic ring လေးတွေမှာပဲတိုင်တိုး6တိုင်ထိုးရပါမယ်တိုင်တိုး6တိုင် magic ring နဲ့မှာထိုးပေးရပါမယ်ရှင်နဲ့1နဲ့ရှိပြီနော်မင်းပြောဖို့မေ့သွားလို့နော်မိတ်ကော်တွန်အယောင်3ယောင်လိုအပ်ပါမယ်အဖြူရောင်လေးရေဒီလို strawberry ထိုးဖို့အနီရောင်နဲ့ထိုးလို့လည်းရတယ်နော်မေဒီမှာတော့အပန်းရောင်ချင်းလေးသုံးထားတယ်ပြီးပွင့်ချက်လေးအတွက်အစိမ်းနူလေးမော်ဒယ်စိမ်းရောင်လေးကိုသုံးထားပေးပါတယ်ရှင်မိချန်ကြီးလိုပါဗီဒီယိုကလည်းဆက်တဲ့အချိန်မှာတစ်ခုပေါ့နော်ဖုန်းအပြောင်းလေးတွေကြောင့်မို့ကြံခဲ့ခြင်းဖြစ်ပါတယ်ရောင်းထူးလေးတက်ဖို့အတွက်နောက်ထပ်တိုင်တူလေးထိုးပြီးတော့မက်ချိတ်လေးနဲ့မှတ်ပေးရပါမယ်ဒီမှာကပေါ့နော်ပတ်လေးနောက်ထပ် round 2 6တိုင်ထပ်တိုးမှာမို့လို့တိုင်တူလေး6တိုင်တိုးမလို့မက်ချိတ်လေးပေါ့နော်မင်းပြောဖို့မရရတယ်ပေါ့နော်မက်ချိတ်လေးလည်းပါပါတယ်ဟုတ်တာပေါ့နော်ချန်ခဲ့တာပေါ့နော်မက်ချိတ်လေးနဲ့ချိတ်ပြီးတော့ပေါ့နော်ပတ်လေးတိုင်တူ6တိုင်ထိုးပေးရပါမယ်ရှင်ဒါက round 2လေးပါမက်ချက်ရောက်တဲ့အထိကိုပတ်လဲတိုင်တိုး6တိုင်ထိုးပေးရပါမယ်မင်းစကားပြောတာလေးတွေမှသွားရင်လည်းခွင့်လို့ပါမင်းကဘောနော်စဉ်းစားပြီးတော့အလိုမျိုးတစ်ခါအတန်ပြန်သွင်းဆိုတော့မင်းတို့အရင်ခက်ခဲလို့ပါနောက်ပိုင်းတိုင်းမင်းလုတ်တများသွားရင်တော့ဘောနော်လွယ်ကူသွားမယ်လို့မင်းယုံကြည်ပါတယ်အခုဒီမှာဘောနော်မက်ချက်နားလေးရောက်ပြီးဆိုတာနဲ့ဒီနားလေး round 3တက်မယ်ဒီမှာမချိတ်မှတ်ထားတဲ့နေရာလေးမှာတိုင်တိုးလေးထိုးပြီးတော့ထပ်ပြီးတော့မချိတ်လေးမှတ်ပေးလိုက်ပါမှတ်ပေးလိုက်ပြီးရင်တိုင်တိုး2တိုင်ထိုးမယ်ပြီးရင်တိုင်ဝါ2တိုင်ထိုးပါမယ်အလိုနဲ့ပတ်လေးမချိတ်ရောက်တဲ့အထိပြန်လဲထိုးပေးလိုက်ပါရှင်တိုင်တိုးက2တိုင်ပြီးတိုင်ဝါ1တိုင်အလိုပတ်လေးထိုးသွားပေးရပါမယ်မင်းဒီမှာပေါ့နော်တေချာလေးပေါ့နော်ထိုးပြထားတယ်အရန်ကို liquidation နဲ့ strawberry keychain လေးရေပြီးတော့
strawberry ကောင်းစီချိုးလေးရေကိုအသေးစိတ်ပြောပြပေးပါမယ်။ beginner လေးတွေလည်းလိုက်ထိုးလို့ရတယ်နော်။တဲ့အရန်ကိုလွယ်ကူယူရှင်းနေပေါ့နော်။ဒီလိုမျိုးလေးပဲစိတ်ရှိလက်ရှိလေးနဲ့ထိုးသွားပေးပါ။မချိတ်ရင်ရောက်တဲ့ဒီပေါ့နော်။မချိတ်လေးရောက်တဲ့ဒီကိုပတ်လေးထိုးသွားပေးရပါမယ်ရှင်။ထိုးပြီးသွားပြီဆိုရင်တော့မင်ကဘာလုပ်မှလဲဆိုရင် round 4လေးတက်ပါမယ်။မချိတ်ရှိလေးလည်းရောက်သွားပြီဆိုတော့ round 4လေးတက်ပါမယ်။ round 4လေးတက်ဖို့မချိတ်လေးကိုဖြုတ်မယ်။ဖြုတ်ပြီးတော့ဒီမှာအရင်ဦးဆုံးတိုင်တိုလေးထိုးမယ်ပြီးရင်မချိတ်လေးပြန်မှတ်မယ်။မှတ်ပြီးတော့တိုင်တို3တိုင်ထိုးပါမယ်။တတိုင်2တိုင်ပေါ့နော်မချိတ်လေးနဲ့ဆို2တိုင်3တိုင်ထိုးပြီးဆိုတာနဲ့နောက်တစ်တိုင်မှာတိုင်ပေါ်လေးတစ်တိုင်ထိုးမယ်အဲ့လိုမျိုးပဲတိုင်ထိုးက3တိုင်တိုင်ပေါ်တစ်တိုင်နဲ့မချိတ်ရောက်တဲ့အထိပတ်လေးထိုးသွားပေးရပါမယ်မြန်တဲ့အပိုင်းလေးတွေလည်းမြန်လာပြီเนาะဘာဖြစ်လို့လဲဆိုတော့ဗီဒီယိုအရင်ရှိသွားမှာဆိုလို့ပေါ့เนาะဒါတော့ချုပ်ပြီးတော့တင်တာနိုင်ဝက်ကြော်သွားတယ်ဘာလို့လဲဆိုတော့ဒီထဲမှာ strawberry ထိုးနီးလေးတွေပြီးတော့အရွက်ထိုးနီးလေးတွေပြီးတော့အသေးစိတ်ပေါ့เนาะအသေးစိတ်လေးတွေထိုးပြထားတဲ့အတွက်ကြောင့်မို့နည်းနည်းလေးဗီဒီယိုရှည်သွားတာဖြစ်ပါတယ်ဒါကြောင့်မို့အစဆုံးကြည့်ချင်နေဆိုရင်တော့ YouTube channel လေးကိုကြည့်ပေးပါကြိုက်နေတတ်တယ်ဆိုရင်တော့ like and subscribe လေးပေးပါ TikTok မှာလည်းအသေးလေးပေးသွားပေးပါအောင်ရှင်ဒီလိုနဲ့မဲ့ချိတ်လေးနားတစ်ရောက်သွားပြီဆိုရင်ထပ်ပြီးတော့ထပ်မှတ်ထားမယ် round 5ကနေ round 7အထိကို 20SC ပေါ့နော် 20SC ဆိုတာတိုင်တို20ပတ်လေး round 5ကနေ round 7အထိတက်ပေးရပါမယ်pattern တူဝဲမို့လို့က round 5ကနေ round 7အထိဆိုပြီးတော့တိုင်တို12တိုင်တက်သွားပေးရပါမယ်ရှင်ပတ်လေး round 7အထိပေါ့နော်တက်ပေးရပါမယ်တိုင်တိုအားလုံးပေါင်းတိုင်20ပေါ့နော်တိုင်တို20ထိုးပေးရပါမယ်ဒီထဲမှာပေါ့နော်ဖြည်းဖြည်းချင်းထိုးနေတဲ့အတွက်ကြောင့်လို့သေးစိတ်ကြည့်ပြီးတော့လိုက်ထိုးလို့ရပါတယ်လည်းခုမှစူးစမ်းပြီးတော့သင်ယူနေစေပါ2026လေးရောက်ပြီဆိုတော့အားလုံးကို Happy New Year ပါနှစ်သက်မှာကျန်းမာပျော်ရွှင်ပါစေလို့နှုတ်ဆက်ပါတယ်ဒီထက်Evolution နဲ့ချီ vlog လေးတွေချီထိုးနည်းလေးတွေပညာဒါနလေးsharing နည်းနည်းလုပ်ပေးသွားပါမယ်ရှင်မအားတဲ့ကြားပေါ့နော်ချီ vlog လေးတွေလုပ်ပြီးတော့တင်ပေးသွားပါမယ်ဒါလည်းတစ်ဖက်ပေါ့နော်ရဲ့ဒီဟာလေးပညာဒါနလေးပေါ့နော်ပြီးတော့ဒီဟာရောင်းရတဲ့ပတ်စံလေးတွေနဲ့ပေါ့နော်ချီလေးတွေပြန်ဝယ်တယ်ပြီးတော့ဒီထက် decoration နဲ့ဒီချိန်လေးတွေပြီးတော့ခေါင်းစိတ်ကြိုးလေးတွေကလစ်လေးတွေပညာဒနာလေးတွေလည်း sharing လုပ်သွားပေးပါမယ်ရှင်ဒါဆိုရင်ဒီမှာပေါ့နော်ထိုးလာတာ1 2 3 4 5 6 9 6ဖြစ်သွားပြီဆိုတာနဲ့ဒီမဲ့ချိတ်လေးကိုဖြုတ်မယ်ဖြုတ်ပြီးတော့ round 8ပေါ့နော် round 8လေးထိုးပါမယ်ဒီမှာမဲ့ချိတ်လေးကိုမှတ်မယ်မှတ်ပြီးတော့တိုင်တိုတစ်တိုင်းပြီးနောက်ထပ်တိုင်တိုတစ်တိုင်းပြီး decrease ပေါ့နော်ဒီအပေါ်က loose လေးနှစ်ခုဆွဲမယ်ပြီး decrease လုပ်မယ်နောက်ထပ်တိုင်တိုနှစ်တိုင်ထိုးမယ်ပြီး decrease လုပ်မယ်အဲ့လိုပတ်လေး5ချိန်လုပ်ပြီးသွားပါမယ်ရှင်ပြီးတိုင်တိုနှစ်တိုင်ပြန်ထိုးမယ်ဒီလိုပတ်လေးထိုးပေးရမယ်နော်တစ်တိုင်ပြီးတော့နောက်ထပ်တစ်တိုင်ထိုးမယ်ပြီးဒီမှာအပေါ်လေးပေါ့နော်အပေါ် loose လေးနှစ်ခုဆွဲမယ်ဆွဲပြီးတော့ကျိုးဆွဲပြီးတော့တိုင်တို decrease လေးလုပ်လိုက်မယ်ပေါ့နော်အားလုံးပေါက်တူတဲ့တိုင်တို15တိုင်ရှိရပါမယ်ဒီလိုလေးပဲပတ်လေးလုပ်ပြီးမယ် decrease လေးလုပ်မယ်ပြီးတိုင်တိုနှစ်တိုင်ထိုးမယ်တိုင်တိုနှစ်တိုင်ထိုးပြီး decrease လေးလုပ်ပြီးတော့မချိတ်နားလေးထီပေါ့နော်ရအောင်လုပ်သွားပေးရပါမယ်ရှင်ဒီလိုထိုးပြီးသွားပြီဆိုရင်ဒါဆိုရင် strawberry ရဲ့ကိုယ်လေးတစ်ဖြည်းဖြည်းပေါ်လာပြီပေါ့နော် round 9တက်မယ် round 9ကျတော့ဒီလိုမျိုးပဲနောက်ထပ်တစ်ခါမချိတ်လေးနဲ့မှတ်မယ်ပြီးတိုင်တိုကမချိတ်မှာဆို decrease လုပ်မယ်ဒီလိုမျိုးအပေါ် loose လေးနှစ်ခုဆွဲမယ်ပြီးတိုင်တိုလုပ်လိုက်မယ်ပြီးတိုင်တိုတစ်တိုင်းပြီး decrease လုပ်မယ် decrease က A ပုံစံလေးလုပ်တာပေါ့နော်ဒီပုံစံလေးလုပ်ပို့ပြီးတော့ကြည်လာပြီးတော့တည်တက်နေဖြစ်တဲ့အတွက်ကြောင့်မို့ဒီပုံစံလေးလုပ်လိုက်တာပါဒီလိုမျိုးလေးအပေါ်လေး loose လေးကိုကျိုးလေးဆွဲတော့ဆွဲထုတ်လိုက်တယ် degree လုပ်တယ်ပြီးတိုင်တိုးလုပ်တယ်အဲ့လိုပတ်လေးနဲ့အားလုံးပေါင်းတိုးတဲ့တိုင်တိုး10တိုင်ထိရအောင်လုပ်ပေးရပါမယ်
သူ့ရဲ့ချိန်လုံးကတော့9ချိန်ပေါ့နော်တိုင်တိုလုံးမယ်ပြီး decrease လုပ်မယ်အဲ့မှာတူတယ်အားလုံးပေါင်း10တိုင်းရှိရပါမယ်ပြီးသွားပြီဆိုတာနဲ့မမေပေါ့နော်ဘက်ချိတ်လေးကိုဖြုတ်ပြီးတော့မမေဆီလီကွန်လေးထည့်လိုက်မြန်ထည့်လိုက်မယ်ပေါ့နော်ဆီလီကွန်လေးကိုထည့်မယ်ဒါလေးကတော့မြန်လောက်လိုက်ပါတယ်ပြီးတော့ဖြစ်သွားပြီဆိုတာနဲ့အကုန်လုံး round ထပ် decrease အကုန်လုံးလိုက်ပါမယ်ပတ်လေးတစ်ခုနောက်တဲ့ decrease ဆက်လုပ်မယ်နှစ်ခုနောက်တဲ့တကား decrease ထပ်လုပ်မယ်3ခုနောက်တဲ့တကား decrease ထပ်လုပ်မယ်အားလုံးပေါင်း decrease ကိုပတ်လေးလုပ်ပြီးသွားပါတော့magic လေးမှတ်ပြီးတော့လုပ်လို့ရတယ်မမေကတော့အပေါက်လေးနည်းနည်းပိတ်လေးထိလုပ်ပြီးတော့ကျိုးခြေစားလေးကျိုးနဲ့ကက်ချီလေးနဲ့ညှက်ဖြတ်လိုက်တယ်ဖြတ်ပြီးတော့ခြေစားသိမ်းမိလိုက်ပါမယ်ပြီးတော့ဒါလေးကမမေပေါ့နော်တွေးပြထားတာပေါ့နော်ခုန strawberry ကိုယ်လေးနဲ့ strawberry ဆဆထိုးတဲ့ဟာနဲ့မမေတွေးပြထားတဲ့ဒီခြေစားလေးကိုသိမ်းလိုက်တယ်ပေါ့နော်ခြေစားလေးသိမ်းနေတာမလိုအပ်တဲ့ခြေစားလေးတော့ကက်ချီနဲ့ညှက်ဖြတ်လိုက်တယ်ပြီးတော့ခြေစားရှိလေးသိမ်းခဲ့တာကို strawberry နဲ့ဖွင့်ချက်လေးနဲ့တွဲတဲ့နည်းလေးတင်ထားတာပါဒီမှာတော့အနေအောင်နဲ့တွဲပြထားတယ်နော်ခုနထိုးလိုက်တာတော့အပန်းရောင်ကိုယ်လေးထိုးလိုက်တာပေါ့နော်ဒီမှာတော့အနေအောင်လေးနဲ့လုပ်ပြထားတယ်ဒါဗီဒီယိုလေးကိုဆက်ထားတဲ့အတွက်ကြောင့်မမေအနေအောင်လေးထိုးရတာပြထားတာပါတကယ်တော့ထိုးချိန်တဲ့အရာပေါ့နော် strawberry အရာဖြစ်ရင်ရတယ်ပေါ့နော်ဒီမှာထိုးတယ်ပြီးသူ့ထက်နည်းနည်းကွာလိုက်ပေါ့နော်3နိုင်4တိုင်းလောက်ကွာပြီးတော့အဲဒီမှာဒီခွင်းလေးတွေကိုထည့်ပြီးခြေစားလေးဆွဲစုပြီးတော့ဒီတွင်းလေးကိုပြန်ထိုးပြီးတော့နောက်တဲ့3ခွက်လောက်ချပြီးတော့အဲ့လိုမျိုးပေါ့နော်ဒါဆိုရင် strawberry ကိုယ်လေးနဲ့ strawberry ပွင့်ချက်လေးကိုတွဲလိုက်ခြင်းဖြစ်ပါတယ်ခြေစားလေးကိုဟိုဘက်ဒီဘက်တင်လိုက်ပါမယ်ရှင်တကယ်ကိုအရန်လွယ်ကူရိုးရှင်းနဲ့ strawberry ကိုယ်လေးရသွားပါပြီရှင်ဒီလိုဆိုရင်ခြေစားလေးကိုညှက်ဖြတ်လိုက်ပါမယ်ဒီမှာပေါ့နော်အမွှေးလေးတွေကိုဟိုစားဖြစ်မှာဆိုလို့ဖွာနေမှာဆိုလို့မွှေးလေးလိုက်ညှက်ပေးလိုက်တာပေါ့နော်အခု strawberry လေးရဲ့ကိုယ်တွေမှာနည်းနည်းလေးကြွတော့အောင်ပေါ့နော်အဖြူလေးတွေပေါ့နော် strawberry ပေါ်မှာအဖြူလေးတွေကိုတစောင်းလေးနဲ့လိုက်ပြီးတော့ပေါ့နော်ခြေတိလေးနဲ့တချောင်းပေါ့နော်ခြေစားတမြင်လေးနဲ့ပေါ့နော်အဲ့လိုမျိုးလေးလှပအောင်လုပ်ပေးလိုက်ပါမယ်အမေကတော့ strawberry ကဒီတိုင်းလေးနဲ့လာတယ်ပေါ့နော်ဒါပေမဲ့လည်းပို့ပြီးတော့ strawberry ပုံလေးပို့ပြီးတော့ကြွအောင်ဒီလိုမျိုးလေးတစောင်းလေးတွေပေါ့နော်ခြေစားလေးတွေကိုဟိုဘက်တစောင်းလေးတွေဒီဘက်တစောင်းလေးတွေပေါ့နော်ပတ်လေးထိုးပေးလိုက်ပါမယ်ရှင်ဒါဆိုရင်အရန်လှပတဲ့ strawberry လုံးလေးရသွားပါပြီမိမိကဒီမှာနော်ဖြည်းဖြည်းချင်းပြသွားတယ်နော်ဒါအစက်လေးတွေကိုတစ်ချက်ချင်းစီပြသွားတဲ့အတွက်ကြောင့်မို့လိုက်ထိုးစေချင်ပါတယ်အရန်ကိုလွယ်ကူရွှေရှင်နဲ့ strawberry ကီချိန်းလေးနဲ့ပြီးတော့ခေါင်းစိတ်ချိုးလေးပဲဖြစ်ပါတယ်ရှင်အခုတော့ strawberry ကိုတည်းရသွားပြီဆိုတော့မမေခြေစားလေးတွေကိုတင်လိုက်ပါတယ်ဒီဘက်နည်းနည်းပေါ့နော်အထိုးရတာလည်းမမေအပေါက်လေးရသေးတဲ့အတွက်ကြောင့်မို့ခဏပေါ့နော်ဒီလိုလေးဖြစ်သွားပြီဆိုရင်တော့ညှက်ဖြတ်လိုက်ပါတယ်ခြေစားလေးကိုတိမ့်ပြီးတော့အတွင်းထဲကိုပြန်ပြီးတော့ထည့်ပေးပေါ့နော်ဒီလိုလေးခြေစားလေးကိုနည်းနည်းလေးခိုင်ခန့်အောင်ပေါ့နော်ပြီးရင်ဒီခြေစားလေးကိုညက်ပြီးတော့ဒီလိုလေးပေါ့နော်အလေးနဲ့ထိုးပြီးတော့ထည့်လိုက်ပါဒါဆိုရင်မမေဒီမှာတိတ်ရွက်လေးထိုးပေးမယ်ပေါ့နော်ကီချင်းလေးလုပ်ဖို့တိတ်ရွက်ထိုးဖို့ချင်း9ချောင်းတက်ပေးပါမယ်ချင်း9ချောင်းတက်ပေးတာနဲ့1 2 3 4 5 6 9 10ပေါ့နော်9ချောင်းပြည့်ပြီဆိုတာနဲ့မမေဒုတိယပေါက်မှာမမေဒုတိယပေါက်လေးမှာနည်းနည်းလေးပေါ့နော်ဟိုစားဖြစ်အောင်မမေဒုတိယပေါက်မှာ list လေးလုပ်လိုက်မယ်ဒုတိယပေါက်မှာဒီမှာတိုင်တို့ပြီးတိုင်လက်ပြီးတိုင်ရှိနှစ်ခါထိုးမယ်ပေါ့နော်တိုင်ရှိတစ်ခါနောက်တစ်ပေါက်မှာတိုင်ရှိတစ်ခါနှစ်ခါထိုးမယ်ပြီးရင်နောက်ထပ်တစ်ပေါက်မှာတိုင်လက်ပြန်ထိုးမယ်ပြီးရင်နောက်ထပ်တစ်ပေါက်မှာတိုင်တို့ထိုးမယ်နောက်ထပ်တစ်ပေါက်မှာ slit step ပေါ့နော် slit step လုပ်ပြီးတာနဲ့မိမိချိန်ဝမ်းထိုးတယ်ပြီးဘေးဘက်မှာသူ့ရဲ့မျက်နှာချင်းဆိုင်လေးမှာအဲ့လိုပဲရှက်ကော်လုံးမယ်ပြီးရင်နောက်ထပ်တိုင်တူမျက်နှာချင်းဆိုင်မှာတိုင်တူလုံးမယ်တိုင်တူမျက်နှာချင်းဆိုင်မှာတိုင်တူအဲ့ဒီမှာမိသွားလို့နော်အဲ့မှာလည်းအဲ့နံပါတ်1ပဲပေါ့နော်နောက်ထပ်ပြီးရင်သူ့ရဲ့မျက်နှာချင်းဆိုင်မှာတိုင်လက်ဆိုရင်တိုင်လက်မျက်နှာချင်းဆိုင်လုပ်ပေးရမယ်တိုင်လက်နောက်ထပ်တိုင်ရှိနှစ်တိုင်ထိုးခဲ့တယ်ဆိုရင်တိုင်ရှိနှစ်တိုင်လုပ်ပေးရပါမယ်ရှင်တစ်တိုင်ပြီးတော့နောက်ထပ်တိုင်ရှိနှစ်တိုင်
ပြီးတော့တိုင်လက်တစ်တိုင်ပြီးတော့ဒီမှာတိုင်တူလေးပေါ့နော်ခြေစလေးကိုတစ်ခါတည်းတင်သွားပေးပါရှင်ပြီးရင်ဒီမှာ slit stitch နဲ့ပြီးရင်ရှက်ကော်လေးလုပ်မယ်ပေါ့နော် slit stitch လေးလုပ်လိုက်မယ်ပေါ့နော်ရှက်ကော်လေးလုပ်သွားလိုက်မယ်ရှက်ကော်လေးလုပ်ပြီးတာနဲ့ဒါဆိုရင်မလိုအပ်တဲ့ခြေစလေးကိုကတ်ကြီးနဲ့ညှက်ဖြတ်ပြီးတော့နောက်ထပ်အချိန်9ချောင်းလေးထိုးမယ်ပေါ့နော်ဒီနဲ့3 4 5 6 8ကိုချောင်းလေးထိုးပြီးသားပြီဆိုတာနဲ့မင်းဘာလုပ်လဲ1 2 3 4 5 6 8 9ပြီဆိုတာနဲ့ခြေစားလေးကိုညှက်ဖြတ်လိုက်မယ်ပေါ့နော်ဒါဆိုရင်ဒါတစ်ရွက်ပေါ့နော်ဒါကကြတော့ခေါင်းစည်းချိုးလုပ်ဖို့တစ်ရွက်လေးပါပြီးရင်ဒီမှာတိုင်းခုနပတ်တန်တူတူပဲပေါ့နော်ခြေစားလေးကိုဒီအစားလေးမှာထိုးလိုက်မယ်ပြီးရင် list လုပ်မယ်ဒုတိယတိုင်မှာတိုင်တိုးပြီးနောက်တစ်တိုင်မှာတိုင်လက်နောက်တစ်တိုင်မှာတိုင်ရှိနဲ့တိုင်တစ်တိုင်ပြီးတိုင်ရှိခြေစလေးကိုသိမ့်ပြီးပါနော်ခြေစလေးကိုသိမ့်ပြီးတော့တိုင်တိုးနှစ်တိုင်မြင်နေဒီမှာပေါ့နော်ဒီခြေစလေးကိုဝင်ရှုပ်နေတဲ့အတွက်နည်းနည်းရှုပ်သွားတာပေါ့နော်နှစ်တိုင်ဒီလိုလေးဖြစ်သွားမယ်ပြီးနောက်ထပ်တိုင်လက်ပက်တန်လေးရတော့တူတူပဲเนาะအရွက်လုံးကြီးကကျတော့ဒါကျတော့ point အရွက်လေးကဒီလိုမျိုးပေါ့เนาะခေါင်းစည်းကျိုးလေးမှာတွဲဖို့အတွက်ကြောင့်မလို့မိမိနှစ်ခုပေါ့เนาะထိုးတာဖြစ်ပါတယ်ဒီလိုမျိုးပြီးဒီမှာပေါ့เนาะမိမိချီရလဲအက်ကလေးပေါ့เนาะနည်းနည်းဥစားဖြစ်နေရပေါ့เนาะတိုင်တိုးပြီးဒီမှာနောက်ဆုံးပေါက်လေးမှာပေါ့เนาะမင်းကြော်ထိုးပြီးလို့ sorry ပါပတ်တန်အတူတူပဲเนาะရှေ့မှာထိုးတဲ့ပတ်တန်တိုင်းလေးပဲထိုးပေးရပါမယ်ပြီးဒီမှာ slit stitch လေးလုပ်မယ်ပြီးချိန်ဝမ်းပြီးမလိုအပ်တဲ့ချိန်လေးတွေကိုကတ်ကြီးလေးနဲ့ညှက်ဖြတ်မယ်ကတ်ကြီးကလည်းတုံးနေတယ်ပေါ့เนาะအဲ့ဒီမှာမင်းဒီမှာဘာလုပ်မလဲဆိုရင်ဒီမှာခုနပတ်တန်တိုင်းပဲချိန်ဝမ်းထိုးမယ်ပြီး slit stitch ပြီးတိုင်တိုးပြီးတိုင်လက်မျက်နှာချင်းဆိုင်လေးတွေမှာเนาะတိုင်လက်ပြီးကြရင်တိုင်ရှည်နဲ့တိုင်လေးထိုးမယ်အဲ့ဒီမှာမိစိမ့်ဆိုင်လို့ရေးပြီးတာเนาะမျက်နှာချင်းဆိုင်လေးတွေမှာတိုင်ရှည်ဆိုတိုင်ရှည်ပေါ့เนาะပြီးတိုင်လက်ဆိုရင်တိုင်လက်ပြီးတိုင်တိုးဆိုရင်တိုင်တိုးဆိုရင်တိုင်တိုးပြီးရှက်ကောဆိုရှက်ကောပေါ့เนาะအဲ့လိုလေးနဲ့ထိုးသားပေးပါမယ်အဲ့လိုပြည့်သွားပြီဆိုရင်ဒါဆိုရင်ခေါင်းစည်းကျိုးနဲ့တွဲဖို့ပေါ့เนาะခေါင်းစည်းကျုံနဲ့မလိုအပ်တဲ့ချီလေးတွေကိုတော့ကတ်ချီလေးနဲ့ညှက်ဖြတ်မယ်ဒါဆိုရင်ဒီမှာတစ်ရွက်လေးပုံလေးပေါ်လာပြီပေါ့နော်ပို့ပြီးတော့ကြွအောင်မင်ကဘေးပတ်လေးတွေကိုလိုက်ကုတ်ပေးလိုက်ပါမယ်ပထမအောင်ဆုံး slit stitch လေးလုပ်မယ်ပြီးချိန်ဝမ်းပြီးနောက်တစ်ပေါက်မှာ slit stitch ပေါ့နော်ရှက်ကော်လေးလုပ်မယ်အဲ့လိုပတ်လေးပေါ့နော် all around လုပ်ပေးရပါမယ်ဒါဆိုရင်ပို့ပြီးတော့တစ်ရွက်လေးကကြွသွားပေါ့နော်ဒီလိုမျိုးဘယ်လိုပြောမလဲခုနပတန်တိုင်းလုပ်တဲ့တစ်ရွက်လေးကလည်းလာတယ်ဒါပေမဲ့ဒီလိုမျိုးချိန်ဝမ်းပြီးရင်အဲ့ဒါကိုမြန်လုပ်လိုက်မယ်နော်ဒီမှာဗီဒီယိုရှေ့တော့မှာဆိုလို့ပေါ့နော်အဲ့လိုပတ်လေးချိန်ဝမ်းလုပ်မယ်ပြီးရှက်ကောနောက်တစ်ပေါက်မှာချိန်ဝမ်းရှက်ကောဒီဗီဒီယိုလေးကိုတော့မြန်နားတယ်ပေါ့နော်အရန်ကိုလွယ်လို့ပါမြန်လိုက်ပါမယ်ရှင်beginner လေးတွေလိုက်ထိုးစေချင်တယ်ပေါ့နော်ဖြည်းဖြည်းနဲ့မှန်လေးလေးပြောပြသွားတယ်အစင်စင်လုံးပုံလုံးနည်းလေးတွေလည်းပြောပြသွားတယ်ဒီထဲမှာတရက်ထိုးနည်းလေးတွေပါမယ်ပြီး strawberry ထိုးနည်းလေးပါမယ်ဒီမှာတစ်ချမ်းပေါ့နော်အရန်လာနေပြီနောက်တစ်ချမ်းလည်းအဲ့လိုပဲချိန်ဝမ်းလေးထိုးမယ်ရှက်ကော်လေးလုပ်မယ်ချိန်ဝမ်းလေးထိုးမယ်ရှက်ကော်လေးလုပ်မယ်ရဲ့ပေါ့နော်ဘယ်လိုပြောရမလဲဆိုအဲ့လေးကလည်းနည်းနည်းဟောင်းနေပြီပေါ့နော်ပြီးတော့ထိုးတာကြာပြီဆိုတော့ချီစားလေးတွေဆွဲတာမမိတော့ဘူးပေါ့နော်ဒါပေမဲ့ထပ်ဝယ်ရပါတယ်အဲ့တချောင်းပေါ့နော်ဘာလို့လဲဆိုကလစ်တွေဆိုတော့အဲ့မှာသွားပြီးတော့ကလစ်တွေထဲတော့ပေါ့နော်တိတ်ပြီးတော့ဆွဲလို့မကောင်းတော့ဒါဆိုရင်ဒီမှာအရန်လှပါတယ်ကျိုးလေးကတော့ရှည်ရှည်လေးဖြတ်မယ်နော်ဘာလို့လဲဆိုရင်ကောင်းစီကျိုးနဲ့တွဲပေးရမှာမဟုတ်လို့ပါဒီမှာဆိုရင်အရန်လှပါတယ်ဒါဆိုရင်တရွက်ပုံလေးဖြစ်သွားပြီပေါ့နော်ဒါကိုကဘာလုပ်မလဲဆိုရင်နောက်ထပ်ပေါ့နော် slit knot လေးလုပ်လိုက်မယ်ပြီးဆက်လေးပေါ့နော်ဒါကကြတော့ဘယ်လိုပြောမလဲဆို strawberry လေးနဲ့ပေါ့နော်တွဲဖို့ပေါ့နော် strawberry လေးနဲ့တွဲဖို့ကကြတော့ချိန်ဆက်လေးချောင်းလေးတွဲလိုက်တယ်
တွဲပြီးတော့ဒီမှာပေါ့နော်1နဲ့3 4 5 6 9 10 10ပြီး14ပြည့်ပြီဆိုတာနဲ့ဒီမှာပေါ့နော်ဒီအပေါက်လေးတော့အလေပဟိုလေးမှာဒါလေးနဲ့တွဲလိုက်တယ်ပြီးရင်အဲ့လိုမျိုးလေးပဲဒီမှာဒီဘက်တစ်ဖက်တစ်ချမ်းမှာလည်း14ချောင်းပေါ့နော်ဒါကတော့စတော်ဘယ်ရီလေးနဲ့တွဲဖို့အတွက်မို့လို့မမင်ကကျိုးလေးပုံစံချိန်14ဟိုဘက်14ဒီဘက်14ထိုးလိုက်ခြင်းဖြစ်ပါတယ်ဒါဆိုရင်ဒီမှာစတော်ဘယ်ရီနဲ့တွဲဖို့ရတော့ပါပြီဒီမှာရသွားပြီပေါ့နော်ဒါဆိုရင်မမင်ခေါင်းစိတ်ချိုးလေးနဲ့တွဲပြပါမယ်ခေါင်းစိတ်ချိုးလေးနဲ့တွဲဖို့ကျတော့ခေါင်းစိတ်ချိုးလေးကိုဒီမှာလေးပုံမှာထားပြီးဟိုဘက်ဒီဘက်လေးပေါ့နော်ဟိုဘက်ဆွဲမယ်ပြီးဒီဘက်ပြန်ဆွဲမယ်ဟိုဘက်ဆွဲမယ်ဒီဘက်ဆွဲမယ်အဲ့လိုလေးနဲ့ပတ်လေးချီပြီးတော့အတွေးနဲ့ပြန်ထည့်ပေါ့နော်ခြေစားလေးကိုနည်းနည်းလေးခိုင်သွားပြီဆိုရင်ခြေစားလေးကိုအတွေးနဲ့ပြန်ပြီးတိမ့်လေးလိုက်ပေါ့နော်ဒါဆိုရင်ဒါကတော့ခေါင်းစိတ်ကြိုးလေးနဲ့ခြေလေးနဲ့တွဲနေဖြစ်သွားပါပြီဒီမှာမဲကျက်ရင်းလေးလုံးပြီဒါကြတော့ပေါ့နော်ပွင့်ဖက်ရဲ့ပေါ့နော်အရွက်ရဲ့ကြားမှာအပွင့်လေးတိတ်တိတ်လေးထည့်ကြလို့မင်းဒါကအပိုစုအနေနဲ့ထည့်ပေးလိုက်ခြင်းဖြစ်ပါတယ်ဒီမဲကျက်ရင်းလေးလုံးမယ်ဒါကကြောင့်ပွင့်ချက်လေးပေါ့နော်ဒီမှာမင်းများအရန်ကစီနေသလိုဖြစ်သွားတယ်ဒီမှာပေါ့နော်ပွင့်ချက်အထဲထဲဝတ်ဆန်လေးလုပ်ဖို့ရွှေဝါရောင်ချီလေးကိုပေါ့နော်မင်းကွက်တိလေးညက်မိရေပေါ့နော်နည်းနည်းရှည်ညက်လေးရတာတော့မင်းချီစားလေးကိုအရန်ချီစားတိတ်တိတ်လေးရစားအရန်သုံးဝင်နေမင်းရဲ့ဘဝမှာပေါ့နော်ဒါကြောင့်မလို့တိတ်တိတ်လေးဖြစ်သွားပါပြီဒါကမဲကျက်ရင်းနဲ့မှာ P5SC နဲ့ဒါဆိုရင်ပွင့်ချက်ဒီမှာမြန်နာတယ်နော်စိတ်မပူပါနဲ့ကီချင်းထိုးတဲ့ပွင့်ချက်မှာတော့မင်းမြန်ပြီးနေထားတယ်ပေါ့နော်ဒါလေးကကျတော့မင်းမြန်လုပ်ပေးတာတယ်နောက်ထပ်ပွင့်ချက်ထပ်လာအောင်ဒီလိုလေးပုံစံတူလေးပေါ့နော်ဒီမှာမင်းပတ်တန်လေးတော့ရေးပြလာတယ်ချိန်တူလုပ်မယ်ပြီးရင်အဲ့ဒီအပေါက်ထဲမှာပဲ DC ဆိုတာတိုင်ရှိပေါ့နော်ခြေစားလေးတွေကိုတက်ခါတဲ့တိမ်ဝါပြီးရင် DC လုပ်မယ်ပြီးရင်ဒီတွင်းလေးထဲမှာပဲဒီပွင့်ချက်တိတိလေးရမြန်နေလို့စိတ်မပူနဲ့เนาะနောက်ထပ်ပွင့်ချက်ကြည့်ကြမယ်နည်းနည်းလောက်ထားပေးမယ်ဘာလို့လဲဆိုဗီဒီယိုတွေကအရင်ရှိတော့မှဆိုလို့လေဒီမှာ slit တစ်လုံးမယ်ပွင့်ချက်လေးတစ်ခုရတာမယ်နောက်တစ်ခု slit တစ်ပဲပြီးရင်ချိန်တူးတက်မယ်တစ်ပေါက်ထဲမှာမယ် DC ပေါ့နော်ဒါကတော့ပန်းပွင့်လေးပေါ့နော်အလယ်မှာထည့်ဖို့တဲ့ပန်းပွင့်လေးထည့်ဖို့တော့မင်းဒီလိုလေးထိုးသွားခြင်းဖြစ်ပါတယ်ပြီးရင်ဒီမှာ slit တစ်လေးလုပ်မယ်ပြီးရင်ချိန်တူးပြီးရင် DC ဆိုတာတိုင်ရှည်အဲ့ဒီပွင့်ထဲမှာပဲတိုင်ရှည်ပြီးရင်ချိန်တူးအဲ့ပွင့်ထဲမှာပဲ slit တစ်နောက်တစ်ပွင့်တက်ဖို့အတွက်slit တစ်လုပ်မယ်နောက်ထပ်ချိန်တူးပြီးရင် DC ပေါ့နော်ညံသွားပြီမင်းအသေးစိတ်တော့ပြောပြလာတယ်နော်ပြီးရင်ဒီပွင့်ချက်လေးမြန်လို့လိုက်မထိုးနိုင်ဘူးဆိုရင်နောက်ထပ်ပွင့်ချက်ကြိုင်ကြည့်ပါနောက်ထပ်ကိချိတ်မှာလုံးမပွင့်ချက်လေးကိုတော့မြန်လေးပေါ့နည်းနည်းလေး sorry မတော်လို့နော်နည်းနည်းလေးပြောပြပေးတာပါတယ်ဒါဆိုရင်ပွင့်ချက်5ခုပေါ့နော်ပြည့်သွားပါပြီဒီပေါ့နော် strawberry keychain လေးရေခေါင်းစည်းကျိုးလေးရေထိုးလေးကိုဒီမှာအကုန်လုံးစုပေါင်းပြီးတော့တင်ထားတဲ့အတွက်ဗီဒီယိုလေးကတော့ရှည်သွားတယ်ဒါပေမဲ့ like ထိုးစေချင်ပါတယ်အရန်ကိုလည်းကိုရေဒီမှာဆိုရင်ပွင့်ချက်လေးဖြစ်သွားပြီဒီတွင်းလေးကပ်ဖို့ပေါ့နော်ဒါဆိုရင်လှသွားပါပြီဒါဆိုရင်မင်းဒါပွင့်ချက်ကြီးကြတော့မင်းနည်းနည်းလေးပဲလုပ်ပြထားတယ်နော်ဒါကကြတော့ keychain လေးနဲ့တွဲဖို့ကြတော့မင်းနည်းနည်းလုပ်ထားပြတာပါတယ်ဒီမှာဒီအတွင်းထဲမှာမဲချယ်ရင်းလေးလောက်လိုက်တယ်ပြီးရင်တိုင်တိုး9တိုင်ထိုးမယ်တိုင်တိုး9တိုင်ထိုးရမယ်နော်မင်းအဆိုင်တွေကတော့နှစ်တွေပဲသုံးတာများတယ်ပေါ့နော်ဒါလေးကနှစ်နဲ့သုံးမယ်ဆိုပို့ပြီးတော့ပေါ့နော်တိတိလေးနဲ့ဘယ်လိုပြောမလဲဆိုရင်ပို့ပြီးချိလို့ကောင်းမယ်ဆိုလို့မင်းဟောပေါ့နော် S အနံပါတ်ကိုနှစ်လေးနဲ့သုံးထားပါတယ်ပေါ့နော်ဒီမှာပေါ့ပထမပွင့်ချက်လေးကပြောမလို့မိသွားတယ်နော်မိတ်ကော်တွန်းခုနပွင့်ချက်သေးကမိတ်ကော်တွန်းကကြတော့3 blind side လေးပေါ့နော်3ကျိုးလေးဖြတ်ပြီးတော့လုပ်လိုက်တာဒါကကြတော့မိတ်ကော်တွန်းပွင့်ချက်ကြီးဆိုတော့မိတ်ကော်တွန်း5 blind နဲ့ပဲလုပ်ထားတယ်ပေါ့နော်ဒါအပွင့်လေးကိုသေးခြင်း3 blind ဆိုရင်ကျိုးစားလေး3ချောင်းလေးနဲ့လုပ်ပေါ့နော်အကြီးဖြစ်ချင်တယ်ဆိုရင်ကျိုးစားလေး5 blind နဲ့လုပ်လို့ရပါတယ်ဒါကတော့မင်း5 blind နဲ့အနီးလောက်ထားပေးတာပေါ့နော်ဒါဆိုရင်ဒီလိုလေးဖြစ်သွားပြီဆိုရင်ခြေစားလေးပွင့်ချက်လေးဝတ်ဆံလေးဖြစ်သွားပြီပေါ့နော်ဒါဆိုရင်ခြေစားလေးကိုတင်လိုက်ပါမယ်ခုနကတော့မြန်လုပ်ပေးတာနော်အခုတော့ဒီမှာနီးလေးအပွင့်မရှိဘူးဆိုရင်ဒီပွင့်သေချာကြည့်ပါဒီမှာမင်းချီရဲ့ပုံစံလေးကိုကတ်ချီလေးညက်ပြလိုက်တယ်ပြီးရင်နောက်ထပ်ပေါ့နော်ဒီမှာချိန်
chain 2ပေါ့နော်နဲ့ chain 2ပြီးသွားကြဒီအပေါက်လေးထဲမှာပဲ DC ပေါ့နော်ခုနတူပဲနော်ညံတာနဲ့နေရပဲကွာသွားတာတကယ်လို့မရှင်းဘူးဆိုရင်ဒီဗီဒီယိုလေးနည်းနည်းကြော်ကြည့်လိုက်ပေါ့နော်ကင်မရာလေးကလည်းမင်းဖုန်းဟောင်းလေးနဲ့ရိုက်ထားတယ်ဆိုတော့နည်းနည်းဟိုစားဝါးနေတာပေါ့နော်တဆင်နေသည်နားမလည်ဘူးဆိုရင်မင်းကို comment မှာမေးလို့ရပါတယ်ပြီးတော့ comment မှာမေးတဲ့ဥစ္စာတွေလည်းမင်းအတက်နိုင်ဆုံးရှင်းဆုံးပြောပြပေးသွားပါမယ်ရှင်ပြီးတော့ဒီမှာ slit stitch လေးလုပ်လိုက်မယ်ဒါဆိုရင်ပွင့်ချက်လေးတစ်ခုရသွားမယ်ပြီးရင်နောက်အဲ့လိုမျိုးလေးပဲပေါ့နော်မင်းနောက်တဲ့တစ်ပေါက်မှာ slit stitch လေးလုပ်မယ်slit stitch လေးရှက်ခေါ်လေးလုပ်လိုက်မယ်လုပ်ပြီးတော့ chain 2လေးတက်မယ်ပေါ့နော် chain 2လေးတက်ပြီးတော့အဲ့အပေါက်ထဲမှာပဲ DC ပေါ့နော်တိုင်ရှည်နဲ့တိုင်ထိုးမယ်ဒါကတော့ပွင့်ချက်ကြီးလေးပေါ့နော် key chain မှာတက်မယ်ပွင့်ချက်ကြီးလေးဖြစ်ပါတယ်မိရဲ့ page လေးကိုလည်း like and follow လေးလုပ်ပေးပါအောင်မင်းကဖြည်းဖြည်းနဲ့မှန်လေးစူးစမ်းပါတယ်မင်းရဲ့ဒီလုပ်တဲ့ချိန်မှာမင်းကို supporting ပေးတာမင်းရဲ့ညီမလေးကိုလည်းကျေးဇူးတင်နေပြီးတော့မင်းရဲ့အမေပေါ့နော်မင်းမအားလက်တဲ့ကြားတွေကချီပညာဒါနလေးတွေပေါ့နော်မင်း share ပေးတယ်မင်းဒီတလောက်တက်တလောက်လေးတွေ like ထိုးစေချင်တယ်မင်းလည်းကိုယ်အားမပေးတဲ့သူတော့ကိုကပေါ့နော်လှလို့ရှူထားလိုက်တယ်ပေါ့နော်ကိုအားပေးတဲ့သူကိုဝင်းရနေသူကိုကပို့ပြီးတော့ပေါ့နော်ပို့ပြီးတော့ချစ်လဲချစ်တယ်ပို့ပြီးတော့လည်းမင်းစူးစမ်းနေတယ်ပေါ့နော်ဆက်ပြီးတော့လည်းမင်းစူးစမ်းသွားပါမယ်ချိုင်းနေတဲ့တဲ့ဆိုရင်အသေးလေးနဲ့ like share လေးလုပ်ပေးပါအောင်crochet by အစာကြီးပေါ့နော် YouTube channel လေးကိုလည်း subscribe လုပ်ပေးမမေ့နဲ့နော်ဒီမှာဆိုရင်ပွင့်ချက်ကြီးလေးရသွားပါပြီမင်းနဲ့ဝါသနာတူလေးတွေကိုလည်းမင်းအတက်နိုင်ဆုံးမင်း YouTube မှာပဲဖြစ်ပေါ့နော်ပြီး TikTok မှာပဲဖြစ်အသေးလေးတွေပေးပါတယ်ဒီချီပညာရဲ့ဆိုတာအရန်ကိုပေါ့နော်ပေါ့နော်စိတ်ဝင်စားတယ်လို့သင်ယူလို့ရပါတယ်ဒီမှာအသေးစိတ်လေးတွေကိုတည်တည်ချာချာလေးပြောပြပေးသွားတယ်เนาะအောက်မှာမင်းရဲ့ page လေးကိုလည်း please like and follow subscribe crochet by အစာကြီးဆိုတော့ logo လေးတက်ထားပေးပါတယ်ဒါဆိုရင်ပွင့်ချက်လေးမင်းပေါ့နော်တက်နီးလေးရတော့မင်းမြန်တက်လိုက်တယ်ခန်းလေးနဲ့အပူကတ်တယ်ကတ်ပြီးတော့ဒီမှာပေါ့နော်ပွင့်ချက်လေးတည်တက်လေးကတ်ပေးလိုက်တယ်ဆိုရင်ဒါဆိုရင်ပွင့်ချက်လေးနဲ့ကတ်သွားပြီပေါ့နော်ဒီမှာဒါကတော့ခေါင်းစည်းကျိုးလေးနဲ့ strawberry ခေါင်းစည်းကျိုးလေးဖြစ်လာတော့မယ်ပေါ့နော်တက်နီးလေးတွေမြန်တက်လိုက်တယ်ပေါ့နော်ဒါကတော့ဒီနောက်လေးမှာဖိလိုက်တယ်ပေါ့နော်ကော်လေးတွေနဲ့ပို့ပြီးတော့ဒီတက်ပြီးတော့လှပတော့ကော်လေးနဲ့ဖိလိုက်ပါတယ်ဒါဆိုရင်ဒီချိန်လေးမှာချိန်မဲ့အပွင့်လေးရသွားပြီပေါ့နော်ဒီမှာပေါ့နော်ဒီအပွင့်လေးထပ်ထိုးပြအောင်ပဲပေါ့နော်ပတ်တန်းကတော့တူတူပဲနည်းနည်းပို့ပြီးတော့ခိုင်ခက်လေးဖြစ်သွားအောင်သူကကျတော့ကီးချင်းလေးမှာထိုးမယ်ဆိုတော့သူကနည်းနည်းလေးမတောက်လေးဖြစ်အောင်မင်းနန်းချိုးလေးအမြင်သားတိတိလေးတုံးလာပေးပါတယ်ဒါခုနအရွက်ထုံနေတဲ့တပုံစံလေးပါပဲချိန်ကိုချောင်းတက်မယ်ပြီးရင်ဒုတိယအပေါက်မှာ slit stitch ပေါ့နော်ချိန်ကိုချောင်းတက်ပြီးတာနဲ့ဒီဒါကနည်းနည်းတစ်ခုချိန်ကိုချောင်းတက်ပြီးတာနဲ့ဒီမှာပေါ့နော်ဒီဘယ်လိုပြောရမလဲဆိုရင်နန်းကျိုးလေးနဲ့တွဲမှာဆိုတော့နန်းကျိုးလေးကိုဒီဘက်ထည့်လိုက်တယ်ပြီးရင်ဒီလိုလေးပြန်ဆွဲတယ်ပြီးရင် slit stitch လုပ်တယ်ဒါလေးကတော့နန်းကျိုးထိတဲ့အချိန်တစ်ခုလေးပဲပေါ့နော်ခတ်တာပေါ့နော်ပတ်တန်းကတော့အရွက်ပတ်တန်းနဲ့တူပါပဲနောက်ထပ်မင်းဘာလုပ်လဲဆိုတော့တိုင်တူလေးလုပ်မယ်ဒီချက်ကောင်းတဲ့ဗီဒီယိုအနေနဲ့လည်းပြန်လာခဲ့ပါမယ်မင်းဖုန်းလေးရပေါ့နော်ပြန်ကောင်းသွားပါပြီဒါကြောင့်မလို့မင်းပညာဌာနလေးတင်ပေးပါမယ်အခုဆိုရင်မင်းပေါ့နော် tree ပေါ့နော် Christmas tree လေးတွေလည်းရိုက်ထားတယ်အတန်မသွင်းရသေးဘူးပေါ့နော်ဗီဒီယိုမဆက်ရသေးဘူးအခုဒါကိုလည်းမင်းဆက်ထားတယ်ဖုန်းဟောင်းကဆက်ထားတယ်ဒါပေမဲ့အတန်မသွင်းရသေးဘူးဒါပေမဲ့အခုအတန်သွင်းပြီးတော့မင်းပြန်တင်ပညာဌာန sharing လုပ်ပေးလိုက်ခြင်းဖြစ်ပါတယ်မိမှာလူစရာတန်းစရာဆိုလို့ပေါ့နော်မရှိပေမဲ့ဒီလိုမျိုးပညာဒါနလေးတွေကိုတည်တလောက်တက်တလောက်လေး sharing လုပ်ပေးရတာလေဒါပျော်ရွှင်မှုတစ်ခုပါပဲပေါ့နော်ဒီလိုမျိုးလေးနည်းနည်းတော့ခြေနှံချိုးလေးနဲ့တွဲရတယ်ဆိုတော့နည်းနည်းတော့ဟိုစားဖြစ်တယ်လက်ဝင်နေပေါ့နော်ဒါပေမဲ့လေစိတ်ရှိနဲ့တွဲပြီးပါဒါဆိုရင်တရွက်ပုံလေးပေါ့နော်တောက်တင်းလေးပေါ့နော်ကီးချင်းမှာဆိုတော့တရွက်ရက်ဒီလိုပေါ့ကိုလိုသလိုပုံသွင်းလို့ရတယ်ပေါ့နော်ကိုလိုသလိုခ
ခောက်မလားဒီလိုမျိုးလေးဖြစ်မလားဆိုတော့ဒါပို့ပြီးတော့လှတယ်ပေါ့နော်ဒါကြောင့်မလို့ဒါနန်းကျိုးလေးနဲ့တွဲတဲ့နီးလေးပါပတ်တန်းကတော့တူတူပဲပတ်တန်းကတော့တူတူပဲဒီနန်းကျိုးလေးထည့်တဲ့အချိန်မှာပဲပေါ့နော်နည်းနည်းလေးကတိကအောင်ဖြစ်တာပေါ့နော်ဒါပေမဲ့လေဘယ်အရာပဲဖြစ်ဖြည်းနဲ့မှန်မှန်လေးစိတ်ရှိရှိလေးလုပ်ပြီးပုံထွက်လေးတွေကလည်းလှတယ်ပေါ့နော်ဒါဆိုရင်မမေဒီမှာဆိုတချမ်းပြီးသွားပြီပြီးသွားတဲ့အချိန်မှာမမေဒီနန်းကျိုးလေးကိုချိုးလိုက်ပြီးတော့မလို့ရင်ပေါ့နော်ညက်ဖြတ်လိုက်တယ်ပြီးချီစားတစ်ခါလေးတိမ်နေတိမ်ပြီးတော့ပြီးရင် slit stitch လုပ်တယ်သူရဲ့မျက်နှာချင်းဆိုင်မှာ slit stitch နောက်တစ်ပေါက်မှာအဲ့လိုလေးပဲပေါ့နော်နန်းကျိုးလေးလည်းတိမ်သွားမယ်ချီစားလေးလည်းတိမ်သွားမယ်ပြီးတော့ဒီမှာဘာလုပ်မလဲဆိုတော့တိုင်တိုးသူရဲ့မျက်နှာချင်းဆိုင်မှာတိုင်တိုးပြီးတော့ပေါ့နော်တကယ်ဘယ်လိုပြောမလဲနန်းကျိုးလေးကိုတေချာဖိပြီးပေါ့နော်ဘာလို့လဲဆိုတော့ပြောင်းအောင်ပေါ့နော်ပြောင်းအောင်ဆိုတာအတွင်းလေးထည့်လိုက်တဲ့ပုံစံနန်းကျိုးလေးကိုအတွင်းလေးထည့်လိုက်တယ်ပြီးရင်သူ့ရဲ့မျက်နှာချင်းဆိုင်မှာတိုင်လက်ဆိုတိုင်လက်ပြီးရင်တိုင်ရှည်ဆိုရင်တိုင်ရှည်အဲ့လိုလေးတွေပဲထိုးသွားပြီးပါရှင်ဒါဆိုရင်အရန်ကိုလှပတည်တတ်တယ်ပေါ့နော်ဒီချင်းရဲ့အရွက်လေးရသွားမှာဖြစ်ပါတယ်မိမိရဲ့ဗီဒီယိုလေးကိုတစ်ခုလေးကိုကြည့်ချင်အားဖြစ်ဒီထဲမှာအရွက်ထိုးနည်းတွေရောခေါင်းစည်းချိုးနဲ့တွဲနည်းတွေရောအကုန်လုံးအသေးစိတ်တင်ပြပေးပါတယ်ဒါပေမဲ့မိလိုအပ်တာလေးတွေတော့အများကြီးရှိတယ်ပေါ့နော်စူးစမ်းရမယ်ဆိုတာမိသိပါတယ်ဒီမှာပေါ့နော်တန်ခွေးလေးနဲ့တိတ်ရွက်လေးနဲ့ပန်းပွင့်လေးကိုတီးလိုက်မယ်ပေါ့နော်ဒီမှာတိတ်ရွက်လေးကနည်းနည်းတောက်တောက်တင်းတင်းလေးနေပေါ့နော်အရန်ကိုပေါ့နော်ဥစားဖြစ်တယ်ပေါ့နော်လိုတလိုပုံသိမ်းလို့ရတယ်ပြီးရင်ဒီမှာစတော်ဘယ်ရီလေးနဲ့တန်ခွေးလေးနဲ့မင်းပေါ့နော်ချိန်မယ်ပြီးကြရင်ဒီချိန်လေးနဲ့လည်းချိန်မယ်ပေါ့နော်ဒီတွင်းလေးတွေမှာပြီးပလယာလေးနဲ့ပေါ့နော်ပလယာလေးနဲ့တန်ခွေးလေးနဲ့ကိုပြန်ပြီးတော့စီပေးလိုက်မယ်ပေါ့နော်စီပေးလိုက်ပြီးတော့ဒီမှာကီချင်းကျိုးလေးနဲ့ချိတ်ပါမယ်ရှင်ကီချိုးချင်းလေးနဲ့ချိတ်ပြီးသွားပြီဆိုရင်မမေပလယာလေးနဲ့ပြန်ပြီးဂွင်းလေးပြန်ပြီးစီပေးမယ်ပြီးရင်အလေလောက်မှာပေါ့နော်အလေလောက်လေးမှာဒီအပွင့်လေးရဲ့ပြီးရင်ဒီပွင့်ဖက်လေးရဲ့ပေါ့နော်ဟိုကတိတ်ရွက်လေးရဲ့ပေါ့နော်မမေဒီလိုချိတ်လိုက်ရင်ရန်လာပါတည်တက်တယ်ကီချင်းလေးပြတ်သွားပါပြီရှင်ပြီးတော့ဒါကတော့ခေါင်းစည်းကျိုးလေးကိုပြန်တွဲပါမယ်ခေါင်းစည်းကျိုးလေးကိုတွဲဖို့အတွက်တိတ်ရွက်နဲ့ခုနကထိုးခဲ့တယ်ပေါ့နော်ချီကျိုးလေးနဲ့ဒီကျိုးလေးနဲ့ပေါ့နော်စတော်ဘယ်ရီနဲ့ချိတ်လိုက်မယ်ဒီမှာမမေကတော့ပေါ့နော်ခြေစလေးကိုအပူခန်းလေးနဲ့ပဲတို့ပေးလိုက်ပါမယ်ဒါဆိုရင်လည်းခိုင်ပါတယ်ပေါ့နော်နောက်တဲ့စတော်ဘယ်ရီလေးကိုလည်းအဲ့လိုမျိုးခန်းလေးနဲ့ပဲအပူတို့ပေးပါမယ်ဒီလိုလှပတည်တက်ပြီးတော့ခိုင်ခန့်တဲ့စတော်ဘယ်ရီခေါင်းစည်းကျိုးလေးရဲ့ကီချင်းလေးရေကိုအစအဆုံး YouTube channel လေးမှာကြည့်လို့ရပါတယ်ပြီးတော့မင်းဒီလိုမျိုးနောက်ထပ်ပညာဒါနလေးတွေကိုလည်း sharing လုပ်ပြီးတော့တင်သွားပေးချင်ပါတယ်ဒါကြောင့်မလို့မင်းရဲ့ channel လေးကို like and subscribe လေးလုပ်ပေးပါမင်းရဲ့ TikTok channel ကိုလည်းကြိုက်နေတဲ့ဆိုရင်အသေးလေးတွေကိုပေးထားပေးပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံတွေ့မယ်နော် bye bye see you next video